Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Insta360 A4A ရဲ့ starter bundle လေးကိုအတူတူဖောက်ကြည့်ကြမှာဖြစ်ပါတယ်ဒီကောင်က 8K resolution နဲ့အမိုင်စားရိုက်ကူးနိုင်တဲ့အပြင် bundle မှာလည်းဘာတွေပါလဲဆိုတာကိုအတူတူကြည့်လိုက်ရအောင်ကဲဘူးလေးကိုဖွင့်လိုက်ပါပြီဒါကတော့ Insta360 A4A ပါလက်ထဲမှာကိုင်ရတာကတော်တော်လေးကျစ်လိပြီးတော့ grip ကပိုပြီးတော့ကောင်းလာတယ်လို့ပြောပါမယ်အရှိရ screen က2လက်မခွဲရှိပြီးတော့ရှိုင်းနေတဲ့ပုံကိုကြည့်ရတာရောပြီးတော့ setting ချိန်တာတွေကိုကြည့်ရတာရောပို့ပြီးတော့လွယ်ကူပါတယ်ဒါကတော့ lens တွေကိုမပို့အောင်လို့တက်လို့ရတဲ့ lens cap ပါလာတာပါတက်ထားရင် lens တွေပို့မှာကိုတင်ရင်းနဲ့ပို့တော့မှာကိုစိတ်ပူစရာတော့မလိုဘူးပေါ့နော်ပြီးတော့သူ့မှာ battery အပိုတစ်လုံးပါပါတယ် battery အပိုတစ်လုံးပါတော့အလွယ်တကူလဲပြီးတော့ဗီဒီယိုတွေကိုဆက်ပြီးရိုက်လို့ရတယ်ပေါ့နော် 8K ရရင်တော့88မိနစ်လောက်ထိအားခံတယ်လို့ပြောပါတယ်ဒါကတော့360ရဲ့အဓိကလို့ပြောရမယ်ပေါ့နော်။ရိုင်းလိုက်ရင်ဆက်ပြီး stick ကြီးမပါတော့ဘဲနဲ့တယောက်ယောက်ကရိုက်နေတဲ့ပုံစံလိုမျိုး360 view ကိုရိုက်လို့ရမှာပါ။ဒီဘန်တဲ့ဆက်ထဲမှာပေါ့နော်တခြားထပ်ပြီးတော့ပါတဲ့ဟာလေးတွေလည်းရှိပါသေးတယ်ဒါကကြတော့ကင်မရာကိုအိတ်ထဲထည့်ပြီးတော့တည်သွားတဲ့အခါမှာမထိကြရအောင်လို့ပေါ့နော်အိတ်လေးတစ်လုံးလည်းထပ်ပါပါတယ်ပြီးတော့ဗီဒီယိုရိုက်ရင်အဲ့လိုမျိုး lens ကိုတုပ်လို့ရအောင်လို့အတွက်အဝတ်တစ်ခုလည်းထပ်ပါပါသေးတယ်ခြုံပြောရရင်တော့ဒီ Insta360 A4A starter bundle ကခေးသားဗီဒီယိုတွေနဲ့ cinematic shot တွေကိုပေါ့နော်အလွယ်တကူဖန်တီးကျင်တဲ့သူတွေအတွက်ကိုအရန်တန်တဲ့ bundle တစ်ခုပေါ့နော်ဗီဒီယိုလေးဆက်ရိုက်ကြည့်ပြီးရင်လည်းတင်ပေးအောင်ပါဆိုတော့ channel ကို like and subscribe လုပ်ထားပေးပါဦးနော်